ဒီနေ့မှာတော့ Roblox ထဲမှာရှိတဲ့ Draw Me ဆိုတဲ့ game လေးကိုဆော့ပြသွားမှာဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်တို့သူများရဲ့ပုံကိုကျွန်တော်လိုက်ဆွဲပြရမှာပေါ့နော်။ကျွန်တော်ဒါဒီကောင်ပုံကိုကျွန်တော်ဆွဲမယ်ဘယ်လိုဆွဲမလဲဆိုတော့ဘယ်လိုစောင့်ကြည့်လိုက်တော့အပေါ်ကဒီရောင်လေးဒါမျိုး white ဒါမျိုးထောက် white ဒါမျိုးလေး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  white ပြီးလို့ရှိရင်ကျွန်တော်တို့မျက်နှာနေထားလိမျက်နှာဖြူအောင်ကြီးဆိုတော့စကရင်ကဘလူးကြီးလည်းမသိဘူးဟုတ်ပြီပြီးအမဲအောင်လေးနဲ့ပြုံးမယ်ပြန်လုံးလေးဝိုင်းလိုက်မယ်ဒီမှာဒါလေးထုတ်ဝိုင်းမယ်ပေါ့နော်ဒီဘက်ကိုမျက်လုံးတစ်ဖက်ကိုဒါဖုံးထားတယ်ဒါကြတော့အင်းကြီးအမဲအောင်ပြီးရင်ဒါလေးကိုကျွန်တော်ကြာအောင်လေးခြေလိုက်နော်ဒါပြီးရင်ဆိုင်ကယ်ပုံလေးဆွဲရမယ်ရွှေဘိန်းလုံးတစ်လုံးဒီမှာဘိန်းလုံးတစ်လုံးပြီးရင်ဒီမှာဆိုင်ကယ်လက်ကင်ပြီးရင်ဒါမျိုးလေးဝိုက်လိုက်ဒါမျိုးအမေအောင်ဟုတ်ပြီတို့ဒါအချိန်2မိနစ်တောင်ကျန်သေးရနော်တို့ဒါအချိန်2မိနစ်တောင်ကျန်သေးဘလို့ဟိုဒါကောင်းကောင်းဆက်ဆွဲလို့ရသေးတယ်မဲအောင်ပါဟုတ်ပြီမဲအောင်ချေမယ်ညားလေးလည်းမဲအောင်လေးချေလိုက်မယ်ကျွန်တော်ဒါဖုန်းနဲ့ဆွဲရမလို့သိတော့မလှပါဘူးဟုတ်ပြီအဲ့ကောင်ကြိုက်ဝါးစီရဘလို့ကျွန်တော်မေ့နေတယ်မှာဒါမျိုးလေးအမင်းအောင်လေးဝိုင်းလိုက်လို့ရှိရင်တကယ်ပိုမိုက်သွားတော့တယ်ဘလို့โอเคစင်ပြေသွားပြီပေါ့နော်ဘရိုဘပိုင်မှာကျွန်တော်ဒီနေ့ပုံဆွဲပြသွားတာလေးအားကျတော့ကျွန်တော် Draw Me ဆိုတဲ့ game လေးပေါ့နော်ကျွန်တော်ဒီ game လေးပါဒီ game လေးပေါ့နော်ဒီ game လေးပါအဲ့ဒါကြောင့်ကျွန်တော်ဒါခုန line မကောင်းလို့ပေါ့နော် line မကောင်းလို့ကျွန်တော်ထွက်လိုက်ရတာပါအဲ့တော့အားလုံးပဲစိတ်မရှိပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဟာဘရိုနေရောကျွန်တော်ခုဗီဒီယိုလေးကိုဘရိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ဘရို like and subscribe လေးလုပ်ပြီးသွားကြဖို့လည်းမမေ့ပါနဲ့အားလုံးပဲ bye bye